수자가 부가리바나 수자가 부가 부하리바 디 ngွေတို့ပေးစားတဲ့ကိစ္စတွေခင်ဗျားတို့ဖော်ထုတ်လေဗျာပြည်သူလူထုကိုဒါမျိုးပေါ့အတိုးနိုင်ငံတော်အတိုးသတ်မှတ်ထားတာရှိပါတယ်အဲ့တော့ပိုက်ဆံမပေးနိုင်တဲ့ဒီလိုမျိုးကိစ္စတွေကြောင့်လည်းဖော်ထုတ်ရတော့ခက်ခဲပဲเนาะအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ပြည်သူ့ပတန်းသတင်းဌာနကနေကြိုဆိုလိုက်ပါတယ်။ဘာကြောင့်လဲဆိုတော့သူချီးတဲ့သူနဲ့ချီးပေးတဲ့သူနဲ့ဟာနည်းနည်းလေးပြည့်တဲ့နေဘာမှလုပ်လို့မရအတိုင်းတိုင်းရှိရနော်။တီလာတဘာမှမရှိပဲတိုင်းပြည်အုပ်ချုပ်တော့တိုင်းပြည်ပျက်စီးအောင်ပေါ့။တိုင်းပြည်ကတော့ပျက်စီးနေပါပြီ။တိုင်းပြည်ကုံစည်းနှုံးဆိုလို့ရှိရင်ထိမ့်မရသိမ်းမရဖြစ်နေပြီ။တိုင်းပြည်ရဲ့ကုံနောက်ထပ်ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်လက်နက်ကိုင်အုံကြွားမှုတွေကလည်းလုံးဝကိုထိမ့်မရသိမ့်မရတွေဖြစ်နေပြီเนาะအုတ်ချုပ်ရေးရန်နေရလည်းပျက်စီးကျင်တိုင်းပျက်စီးနေပြီတိုင်းပြည်ရဲ့အစိုးရခင်ဗျာမှာလည်းတခါတည်းလုံးဝဘယ်နိုင်ငံကမှအတိမတ်မပြုတဲ့ပုံစံမျိုးတွေအထိကိုเนาะဒီပေါ့အခုလိုမျိုးဒီအတိမတ်ပြုတဲ့နိုင်ငံလေးကကျွန်တော်ထက်တွက်လို့မရဘူးတရုတ်တို့အိန္ဒိယတို့ထိုင်းတို့เนาะကမ္ဘောဒီးယားတို့လာအိုတို့အတိမတ်ပြုတာဟာထက်တွက်လို့မရပါဘူးဘာကြောင့်လဲဆိုရှင်ဒါတွေကမဖြစ်မနေမြန်မာနဲ့ပတ်သက်မှာဖြစ်တယ်ဘယ်လိုဖြစ်သူတို့ကမြန်မာကိုပတ်သက်ချင်လဲပတ်သက်မှာမပတ်သက်ချင်လဲပတ်သက်မှာဘာကြောင့်လဲဆိုလို့ရှိရင်မဲခေါင်မြစ်ချောင်းပူပေါင်းဆောင်ရွက်မှုတွေရှိတယ်နောက်တစ်ခုကနေဆက်ဒေသဆိုင်ရာလုံခြုံရေးတွေရှိတယ်အဲ့တော့ဒီလူတွေအနေနဲ့ကဒီနိုင်ငံတွေအနေနဲ့မြန်မာနဲ့မဖြစ်မနေကိုပတ်သက်မှာဖြစ်တယ်မြန်မာနဲ့ကင်းလို့ရတဲ့ကင်းတဲ့နိုင်ငံတွေဥပမာပြဖိလစ်ပိုင်တို့နော်စင်ကာပူတို့မလေးရှားတို့အင်ဒိုနီးရှားတို့ဒီလိုနိုင်ငံတွေကအဝေးကနိုင်ငံတွေအနေနဲ့သူတို့ဘလို့မှဒီအစိုးရကိုအသိမှတ်ပြုဖို့မလွယ်ဘူးပေါ့ဗျာနော်ခုလိုမျိုးအာဆီယံနိုင်ငံတွေနဲ့အတိုင်းအတာအနေနဲ့မြန်မာနဲ့ပတ်သက်နေတာမြန်မာကိုထောက်ခံနေတယ်ဆိုတော့အတွေးအမြင်ကလည်းရှိသေးတာဟုတ်နော်မြန်မာကိုထောက်ခံနေတာမြန်မာအစိုးရကိုထောက်ခံနေတာမဟုတ်ပါဘူးအာဆီယံနိုင်ငံတွေအနေနဲ့ကလေနော်အဓိကဘာလဲဆိုတော့အာဆီယံဘုံသဘောတူညီချက်ကဘုံသဘောတူညီချက်တက်နော်ကျွန်တော်တို့ဒီမြန်မာနဲ့လက်တွေ့ကြပူးပေါင်းဆောင်ရွက်ရမယ်ဆိုတော့မဲကောင်မြေချောင်းရတော့၎င်းနော်ဒီအိန္ဒိနာချင်းနေဆက်ဒေသကြတော့၎င်းပေါ့ဗျာနေဆက်ဒေသလုံခြုံရေးရတော့၎င်းလူမှုစီးပွားရေးရတော့၎င်းပတ်သက်နေတာဟာမြန်မာကိုထောက်ခံနေတာမဟုတ်ဘူးဆိုတာဒီလွှတ်တော်ကိုယ်စားလှယ်တွေအများကြီးသိဖို့လိုပါတယ်နော်အမှန်တကြီးပဲပြောတာပါဟုတ်ကဲ့ပါကျွန်တော်တို့အမှန်တရားရဲ့အထက်မှာဘယ်လိုမှမရှိဘူးเนาะကျွန်တော်တို့အမှန်တရားပဲပြောမှာပါညာချမ်းမှာကိုမောင်းနဲ့ဟုတ်ကဲ့ပါခင်ဗျအခုရဟာစုပ်ပြတ်တက်နေတဲ့ဘဝတွေရောက်နေတယ်ဟိုပေါ်တာဆွဲကျန်းနေရလဲသိတယ်တခုတော့ကျွန်တော်အားရတာလေးရှိတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့မြန်မာလွတ်တော်နဲ့ပတ်သက်ပြီးတော့ဒီပေါ်တာဆွဲရိုင်နဲ့ပတ်သက်ပြီးမေးရပြောရဲလာတာကိုကျွန်တော်တို့တွေ့ရတယ်အဲ့တော့လွတ်တော်ထဲမှာခင်ဗျားတို့ကျွန်တော်တို့ထင်နေသလိုဘောမာဘိုလောက်အစိမ့်သက်ရှိတာမဟုတ်ပါဘူးเนาะတကယ်တမ်းပြည်သူဘက်ကရက်တည်ပြီးတော့ပြောဆိုပေးနေတဲ့သူတွေတွေ့ရတယ်အဲ့တော့မှလည်းခင်ဗျားတို့လွတ်တော်ကိုယ်စားလှယ်ပြီးသားတော့မှာပေါ့ခင်ဗျားတို့အခုတခါလေဟိုလူခင်ဗျားတို့လွတ်တော်အလုပ်ကဘာလဲလုပ်လဲလွတ်တော်ကိုယ်စားလှယ်အလုပ်ကကို့ဒေသကပြည်သူတွေရဲ့အကျိုးစီးပွားပြည်သူတွေရဲ့ဒုက္ခကိုလွတ်တော်မှာတင်ပြဖို့အဲ့တော့လွတ်တော်ကိုယ်စားလှယ်တွေဘလောက်အရေးချင်းရှိတယ်လဲဆိုတော့ကျွန်တော်စောင့်ကြည့်နေတာအခုဆိုလို့ရှိရင်တော့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးမေးရမြန်ရဲလာတဲ့အတွက်ကြောင့်မလို့လွတ်တော်ဒီနေ့ကျွန်တော်တမတ်တိုးပေးရပါပါเนาะကျွန်တော်တို့အမြဲတမ်းလို့လွတ်တော်ကိုဘောလွတ်တော်ပြောတော့ဘောလွတ်တော်ဘောကနေကျွန်တော်တို့တမတ်တိုးပေးရမယ်เนาะကျွန်တော်တို့သုံးမှတ်ရပါတယ်เนาะ69ရာခိုင်နှုန်းတော့ကျွန်တော်စောင့်ကြည့်အောင်လုံခြုံမှုလုံးဝမရှိတော့ဘူးမြန်မာနိုင်ငံမှာနေထိုင်နေကြတော့ရှင်သန်နေကြတဲ့လူငယ်လူရွယ်တွေအားလုံးဟာလုံခြုံမှုလုံးဝကင်းမဲ့နေကြပါပြီမန်တရားကျေးဇူးနဲ့ကျုပ်တလုံး900ဖြစ်နေပြီတဲ့ကျွန်တော်ပြောတယ်ရှေ့လျှောက်လည်းခင်ဗျားတို့တက်အောင်မှာမပုံနဲ့ခင်ဗျားတို့ကုံစင်းနှုံးကကြသွားမှမရှိပါကုံစင်းနှုံးကြအောင်လဲလုံနိုင်တဲ့အရေးချင်းဒီအစိုးရမှာလည်းမရှိဘူးဒီခေါင်းဆောင်မှာလည်းမရှိဘူးခင်ဗျားတို့ရှေ့လျှောက်ကငတ်မှာပြောချင်မှပြောရတာပါရှေ့လျှောက်ငတ်မှာပါဘာကြောင့်လဲဆိုတော့အေဂျင့်နေတဲ့နိုင်ငံတွေတည်ငြိမ်အေဂျင့်ပြီးတော့ဟလာပြည်သူနဲ့ခေါင်းဆောင်ပြည်သူနဲ့အစိုးရညီနေတဲ့နိုင်ငံတွေတောင်မှကုန်စည်နှုန်းတောင်အလူးလဲခံစားနေရတာအခုလိုမျိုးခေါင်းဆောင်ကလည်းအတင်းအဓမ္မဇွတ်ခေါင်းဆောင်လုပ်ခဲ့တယ်ပြည်သူကလည်းစန့်ကျင်ပုံကန်တယ်ဟလာစန့်ကျင်ခုခံလာပြီဆိုတဲ့ခါကျတော့
ဒီနိုင်ငံဟာဘလို့နီးနဲ့မှအရှိကိုမရောက်နိုင်ပါဘူးရှေ့မရောက်နိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ခမားတို့မြန်မာနိုင်ငံလူတွေအားလုံးဆေးလျှောက်ငတ်အောင်ပါမပြောချင်ပဲပြောရတာပါနော်အရှိတိုင်းပဲပြောရမှာပါကျွန်တော်တို့ကဆေးလျှောက်ငတ်မဲ့အရေးမှာခမားတို့ဘလို့ဆက်လက်ရင်ဆိုင်ထားမယ်ဆိုတာစဉ်းစားထားပါခါလဲဟိုဘယ်လိုဟောမဆိုတော့လက်ပူတိုက်လို့မပြောက်တော့ဘူးအခုလုံနေတဲ့ဥမင်းအောင်လိုင်းလုံနေတဲ့ပုံစံနဲ့အကုန်လုံးကလက်ပူတိုက်ပြီးတော့နော်ဒီနိုင်ငံရေးပြဿနာတွေဖြေရှင်းဖို့စီးပွားရေးပြဿနာတွေဖြေရှင်းဒုမှုဒုက္ခတွေဖြေရှင်းဖို့ကြိုးစားနေတာလုံးဝမဖြစ်နိုင်ပါဘူးစတန်ကြီးတစ်ခုလုံးကပြက်စီးပြက်ယွင်းနေပါပြီနော်အဲ့ဒီထဲမှာကိုဘာကောင်လဲကိုအခုချိန်ထိမသိသေးတာကဥမင်းအောင်လိုင်းပါအဲ့တော့ကိုဘာကောင်လဲကိုမသိတဲ့ခါကျတော့မလုတ်တင်မလုတ်ထိုက်တဲ့နေရာတွေရှောက်လို့တယ်သွင်းကုန်ပိတ်ဆို့တာတို့နော်အဲ့ဒါကြောင့်မို့လို့အခုလက်ရှိအခြေအနေမှာလုတ်တင်ဆုံးနေရာတွေကတခြားအခုသူလုတ်နေရတဲ့တခြားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီချိန်ထိကိုဘာကောင်လဲကိုမသိရတော်တော်ဆိုးပါတယ်အဲ့တော့နိုင်ငံအတွက်လည်းအကျိုးမရှိသူ့ရဲ့မူဝါဒအချလိုက်တိုင်းမှာမူဝါဒတွေဥပဒေထုတ်လိုက်တိုင်းမှာနိုင်ငံအတွက်လည်းအကျိုးမရှိဘူးပြည်သူအတွက်လည်းအကျိုးမရှိဘူးဘသူအတွက်မှအကျိုးမရှိတဲ့ for sure တသက်တွေလုံနေတာဟာကျောင်းနိုင်ငံသွားလိုက်ပါပြီနော်ဒီငါဘေးဘယ်လိုဖြည့်ရှင်းသင့်တယ်လဲတဲ့ဖြည့်ရှင်းကြရအောင်လဲပြောပြပေးပါလားပြောပါမယ်နော်တိုင်းပြည်မှာဘာတွေဖြစ်နေဆိုတော့သူတို့မသိကြဘူးတဲ့မှန်တယ်သူတို့လုံးဝမသိဘူးဘာကြောင့်လဲဆိုအဲ့ကြောင့်မသိလို့ပေါ့မသိတဲ့အတွက်ကြောင့်မို့ဒီဥပဒေတွေဒီလှုပ်ချင်တိုင်းလှုပ်နေတာတွေသွားတွေ့ရတယ်နော်အဓိကဖြည့်ရှင်းရမယ့်ကိစ္စတွေကအခုမြန်မာနိုင်ငံမှာအခုအစိုးရတရက်နေတော့၎င်းပေါ့ဗျာနော် institution တရက်နေနဲ့တော့၎င်းမလုပ်ဘူးလားဆိုတော့လုပ်ပါတယ်တော်တော်လေးလုံနိုင်ပါတယ်ဥပမာဖြစ်ဒါစီဝေတာကနေစပြီးတော့နော်ဟိုခွဲစိတ်ရေးတို့နယ်လက်ဆရာဝန်တွေဒါမျိုးလေးတွေပေါ့လိုက်ပြီးတော့ကုညီပေးနေရတွေ့ရတယ်နော်ကောင်းပါတယ်နော်အစိုးရတရက်နေနဲ့တော့၎င်းပေါ့ကျန်းမာရေးဝန်ကြီးဌာနကတော့၎င်းလုပ်ပေးနေတာကြီးကျွန်တော်တို့ဒါမျိုးပြင်ရတာစိတ်ချမ်းသာတယ်အဲ့ဒါကိုကြည့်ပြီးတော့ဥမင်းအောင်လိုင်းတော်ပါတယ်လို့ကျွန်တော်ပြောလို့ရမလားဒီကိစ္စတွေကဖြူဖြူထွေးတောင်လုံနိုင်တဲ့အရာတွေဖြစ်တယ်ဖြူဖြူထွေးတောင်လုံနိုင်တဲ့အရာတွေကိုလှုပ်ဖို့တဲ့နိုင်ငံခေါင်းဆောင်ယူလို့မရအောင်ပရာဟိတလောက်လှုပ်တတ်ဖို့နော်ဟိုတစဒီတစဟိုဘယ်လိုခေါ်မလဲဖာတတ်ဖို့လောက်နဲ့တော့ဖြူဖြူထွေးတောင်လုံနိုင်တဲ့အလုပ်တွေလုပ်ပြီးတော့နိုင်ငံတော်သမ္မတယာရုယူတာဟာတော့လုံးဝအသုံးမကျပါဘူးမြန်မာနိုင်ငံရဲ့နိုင်ငံရေးတာဝန်တော်တော်ကြီးနေပါတယ်ကဘာမှာတောင်းအုံနောက်ကောင်းတဲ့သူပေါ့အရန်ကိုကောင်းပါတယ်ဆိုတော့ပုံကိုမြန်မာနိုင်ငံမှာအုပ်ချုပ်လို့မလွယ်ပါဘူးမြန်မာနိုင်ငံကိုအုပ်ချုပ်ဖို့ဆိုတာသမ္မတလုပ်ဖို့ဆိုရရာထူးယူဖို့ဆိုတာဟာအခုတက်ရှိနေတဲ့ခေါင်းဆောင်ရဲ့အတွေးအမြင်အတွေးခေါ်နေကတော့လုံးဝဘာမှလုပ်လို့မရအောင်ဘာကြောင့်လဲဆိုလို့ရှိရင်အရေးချင်းရှိသလားဆိုတော့သူ့ကိုအရေးချင်းရှိပါတယ်နော်တော်သလားဆိုတော့တော်မှာပါဒါပေမဲ့ခတ်တာကသူကဇွတ်ခေါင်းဆောင်လုပ်ထားတဲ့အတွက်ကြောင့်ပြည်သူလုံးဝသူ့ကိုလက်မခံဘူးပြည်သူလက်မခံတဲ့ပြင်သူ့စစ်တပ်ကအောင်သူ့ကိုကြိုက်တာမဟုတ်ဘူးနော်အဲ့ဒီတော့ကြောင့်မလို့ကိုမောင်လိုက်တိုင်းမှာညီမေးပြပါတယ်တဲ့ကိုမောင်အကြောင်းမပြန်ခဲ့ဘူးကျွန်တော်သိချင်တာကဦးမဲအောင်လိုင်းရဲ့နောက်ကွယ်မှာတခြားကျိုးကိုင်းတဲ့သူရှိနေမလားဆိုတာကိုပါတဲ့ကျေးဇူးပြေဖြေပြပါအောင်သူ့နောက်မှာရှိတာကတော့ပြည်သူမရှိပါဘူးသူ့နောက်မှာတေချာတခုကပြည်သူလုံးဝမရှိဘူးဆိုတော့ကျွန်တော်တေချာတယ်စစ်တပ်လည်းလုံးဝမရှိပါဘူးနော်စစ်တပ်လည်းလုံးဝမရှိသူ့နောက်မှာရှိတာဆိုလို့တရုတ်ပဲရှိပါတယ်နော်တရုတ်ပဲရှိတဲ့အတွက်ကြောင့်မို့လို့တရုတ်ကပဲအရာသူ့ကိုဒီချိန်ထိပေါ့မြဲနေတာအာဏာမြဲနေတာအောင်တော့တရုတ်ရဲ့ကျေးဇူးတွေလို့ပြောလို့ရပါတရုတ်နဲ့ရုရှားဘာကြောင့်ဆိုတော့တရုတ်ရုရှားကိုသွားပြီးတော့ဒီခေါင်းဆောင်လေးနဲ့ပနာရတဲ့ခါကျတော့စစ်တပ်မှာ institution တခုလုံးကဘာမှအသုံးမကျတော့ညာလဲပဲဟာငါတို့ခေါင်းဆောင်ကရုရှားနဲ့စကားပြောနေတာငါတို့ခေါင်းဆောင်ကတရုတ်နဲ့စကားပြောတယ်ဆိုအဲ့ဒီအရှိန်လေးနဲ့စစ်တပ်မှာသူနေရာရနေတာပါကျန်တာကတော့စစ်ရေးချင်းနဲ့လုံးဝမတွေ့ပါဘူးအခုချိန်ထိကစစ်ရေးအဖြစ်မေရစစ်ရေးစီးပွားရေးနိုင်ငံရေးအဖြစ်မေရဘာမှမရှိပါဘူးเนาะဘာမှကိုကျွန်တော်တို့ရှေ့လျှောက်လဲကျွန်တော်ပြည်သူတွေညှောက်အောင်ပါလို့ပြောရမှာပါသူတို့မိသားစုအကျိုးရှိဖို့သူရာထူးအာဏာမြဲဖို့အဓိကလေးကိုမလုပ်ရဲတာမရှိဘူးအဓိကတော့ကျွန်တော်တို့ဒီနိုင်ငံကိုနိုင်ငံရေးတိုးတက်မှုမရှိသမျှကာလပတ်လုံးကျွန်တော်တို့ရှေ့လျှောက်ငတ်မှာပါအရင်ကလိုမျိုးကိုငတ်နေတာကိုကိုတော်မသိတဲ့အခြေအနေမဟုတ်တော့ဘူးအဲ့ဒါတော်တော်လေးကျွန်တော်အခုလက်ရှိနိုင်ငံရေးနဲ့အရင်ကနိုင်ငံရေးနဲ့မတူတာပဲ
ဦးတန်းရှိလက်ထက်ဦးနေဝင်းလက်ထက်နော်ပြည်သူလူထုကကိုငတ်နေလို့ကိုမသိဘူးကိုငတ်နေတာလားကိုကောင်းစားနေတာတော့ကိုမသိရလောက်အောင်ကိုသတင်းအချက်လက်တွေအုံနောက်သိဉာဏ်ကကျွန်တော်မြန်မာပြည်သားတွေရဲ့အတွေးမြင်ထဲမှာပိတ်ဆို့ထားခံရတာကိုငတ်နေတာအောင်ကိုမသိဘူးနော်အခုခေတ်ကကိုငတ်နေတာလဲကိုသိတယ်နှိုင်းရှင်မှုတွေသူသေသနာတွေ AI နေနည်းပညာတွေ information technology တွေဒါတွေအားလုံးရှိနေတဲ့အတွက်ကြောင့်မို့လို့ဒီပြည်သူဟာသူတို့ငတ်နေသလားသူတို့ကောင်းစားနေသလားသူတို့ကောင်းကောင်းသိပါတယ်သူတို့ဒုက္ခရောက်နေသလားသူတို့ကောင်းကောင်းသိပါဘာကြောင့်လဲနိုင်ငံကချိတ်ဆက်မှုကဘာကြီးကရွာဖြစ်သွားတာဟုတ်အဲ့တော့နှိုင်းရှင်တဲ့အခါမှာကိုတုံးကတော့ကျွန်တော်နှိုင်းရှင်တာတော့ကျွန်တော်ရက်ွက်ထဲမှာဘောင်းမီလေးဂျင်းမောင်းမီလေးတစ်ထည်ဝစ်နိုင်ဘေးတို့ထဲကဂျင်းမောင်းမီတစ်ထည်ဝစ်နိုင်တော့မှအဲ့ကောင်အကောင်ဖြစ်နေတာအဲ့ဒါဟာငါတို့ကနိုင်ငံတကာဆိုတာလည်းမသိဘူးမသိတဲ့အတွက်ကြောင့်မို့လို့တေးဂီတဆိုလို့ရှိရင်နိုင်ငံတကာသချင်းတွေပဲ copy ကူးချတာမသိလို့ရှိရင်နိုင်ငံတကာသချင်းတွေကျွန်တော်ကြားလို့ရှိရင်ဒီစမ်းမောင်ဒီပုံကိုယ်တွေကငါတို့စီကလူတွေရဲ့သချင်းတွေကို copy ကူးရတာလားဆိုတော့အတွေးမြင်ထိကိုပြည်သူတွေကပြောင်းပြန်ထင်နေတာအဲ့တော့ဟိုရင်ကပြည်သူကကိုငတ်နေတာလို့ကိုမထင်ဘူးကိုဒုက္ခရောက်နေမှလည်းကိုမသိဘူးဘယ်သူနဲ့ပြန်နိုင်ရှင်လဲဆိုတော့ကိုနိုင်ငံတွင်းမှာပဲလုံးဝထမင်းမစားနိုင်တဲ့သူနဲ့ထမင်းလေးနတ်မှန်တဲ့သူနဲ့ထမင်းတုပ်လေးပါလာတဲ့သူနဲ့သူတို့ချင်းကြမှာနိုင်ရှင်ပြီးနိုင်ငံကောင်းနေတဲ့အခြေအနေကောင်းနေတယ်ထင်ကြတယ်အခုခေတ်ကမရတော့ဘူးအခုခေတ်ကသူများနိုင်ငံဘာရေးသုံးတယ်သူများပြည်သူငါတို့ပြည်သူနဲ့ဘာကွာခြားတယ်လဲအဲ့လိုအခြေအနေမျိုးမှာအရင်ကလိုမျိုးမြောက်ရီနဲ့ MRTV လောက်ကနေပြီးတော့လွှင့်တဲ့သတင်းနေဒါလောက်နဲ့လည်နေတဲ့သူတွေမှာမပေါ့အဲ့မြောက်ရီက MRTV တွေကိုသူတို့လွှင့်ပြီးသူတို့ပြန်မကြည့်ဘူးသူတို့လွှင့်ပြီးတော့သူတို့ပြန်မကြည့်တဲ့အခြေအနေမျိုးတွေရှိတယ်အဲ့တော့ခင်မတူတော့ဘူးအခုပြည်သူကသူတို့ငတ်ရင်ငတ်မှန်းသိတယ်ဒုက္ခရောက်ရင်ရောက်မှန်းသိတယ်ဘာကြောင့်ရောက်တယ်ဆိုတာလည်းကောင်းကောင်းသိတယ်ဘာကြောင့်လဲအရင်ကဆို gate keeping လို့ခေါ်တာပေါ့သတင်းချက်လက်အားဖြင့်မြန်မာပြည်တွင်းကသတင်းဆိုလို့ရှိရင်မြောက်ရီနဲ့ MRTV နော်မြန်မာအသံဒါကပဲထိန်းချုပ်ထားသလိုနိုင်ငံရခြားက mainstream media တွေအဲ့လို media မျိုးဆိုလို့ရှိရင်လည်း BBC တို့ VOA တို့ RFA လောက်ကပဲသတင်းကိုထိန်းချုပ်ထားတယ်သူတို့စီကကြားတဲ့သတင်းမှအမှန်လို့ထင်ရတာအခုခေတ်ကမရတော့ပြည်သူကငတ်လို့ငတ်မှန်းသိတယ်ဒုက္ခရောက်ဒုက္ခရောက်နေမှန်းသိပါပဲတမနာဆိုတော့ဘယ်လက်လွတ်မလဲတဲ့မင်္ဂလာပါဟုပြောတာဒီတဲ့ဥခင်ကြီးပေါ့နော်ခင်ကြီးကလွတ်တော်ထဲမှာတဲ့ပါဇက်ပိတ်ထားဖို့ပါတီကိုပြောကြားတယ်တဲ့ဒီလွတ်တော်ကမကြခင်အာနာသိမ်းမှာပြောပြဒီကျွန်တော်တို့အားလုံးကပြောနေတယ်ဦးမင်းအောင်လိုင်းပြောနေကျွန်တော်တို့ပြည်သူကလိုချင်နေတဲ့နော်ပြည်သူကလိုချင်နေတဲ့ကျွန်တော်တို့ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲဆိုကျွန်တော်အခုချိန်မှာကျွန်တော်ဖော်ဆောင်နိုင်လိုက်ပြီအဲ့တော့ပါတီစုံဒီမိုကရေစီပြည်သူကတောင်းဆိုတယ်ကျုပ်တို့ကရအောင်ဖော်ဆောင်ပေးတယ်ဖော်ဆောင်ပေးလိုက်ပြီဆိုတဲ့ပုံစံမျိုးအောင်မြင်သွားပြီရွေးကောက်ပွဲကြီးကျင်းပလိုက်ပြီခင်ဗျားတို့တေချာစဉ်းစားပါအောင်ကျုံမြန်မာနိုင်ငံရဲ့ဒီမိုကရေစီဟာတရုတ်နိုင်ငံရဲ့ဒီမိုကရေစီကိုအသွင်ပြူကောင်းအသွင်ပေါ့ကူပြောင်းခိုးယူလာသလိုဖြစ်နေတယ်တရုတ်မှာလည်းခင်ဗျားတို့ကွန်မြူနစ်ပါတီတစ်ခုရရှိတာမဟုတ်ဘူးတခြားပါတီ၈ခုလောက်ရှိသေးတယ်အဲ့ဒီပါတီတွေသူတို့လည်းပါတီစုံဒီမိုကရေစီပဲဒါပေမဲ့အဲ့ပါတီကိုဒီကွန်မြူနစ်ပါတီကပြောတယ်ဘာပြောလဲဆိုရင်ငါတို့တွေမာထိုင်ပါတီ system လုပ်မယ်အားလုံးငါတို့မပြိုင်တော့ဘူးကွာဒါပေမဲ့ရေးရာတွေနဲ့ပတ်သက်ပြီးတော့ငါတို့ကွန်မြူနစ်ပါတီကနေပြီးတော့စီမံကုတ်ကဲမယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားပြီးတော့တနည်းအားဖြင့်တော့ပါတီစုံအယောင်ပြပြီးတော့ကွန်မြူနစ်ပါတီကအရာရာကိုဓာတ်ရိုက်အုပ်ချုပ်တဲ့စနစ်ကိုသွားတာအဲ့ဒီတော့ကြောင့်မလို့တရုတ်နိုင်ငံသည်တနည်းအားဖြင့်ပါတီစုံဒီမိုကရေစီပုံစံမျိုးပြထားပြီးတော့ကွန်မြူနစ်ပါတီကြီးဆိုထားတယ်။ဘာကြောင့်အရေးကြီးတဲ့ကိစ္စမှန်များဘယ်သူဆောင်ရွက်မှာလဲ။ကွန်မြူနစ်ပါတီကပဲဆောင်ရွက်မှာဖြစ်တယ်။အဲ့တော့တရုတ်နိုင်ငံသည်တပါတီအာဏာရှင်စနစ်ဆိုတာကိုဘယ်လိုခေါ်မလဲကျွန်တော်တို့ပုံမှားရိုက်ပေးထားတဲ့ပုံစံမျိုးဖြစ်တယ်နော်။အဲ့တော့ပါတီကိုပြပြီးတော့ပါတီတစ်ခုတည်းကြီးဆိုထားတာဖြစ်တယ်။အကျုံးမြန်မာနိုင်ငံကလည်းကျုံးမြန်မာနိုင်ငံကအခု2008အခြေခံဥပဒေရဲ့ပါတီရဲ့စစ်တပ်ရဲ့2008အခြေခံဥပဒေရဲ့အနှစ်သာရရဲ့အားလုံးပေါင်းလိုက်မယ်ဆိုရှင်ကိုကတော့တပါတီကွန်မြူနစ်ပါတီကနေပြီးတော့အုပ်ချုပ်ထားတာအားလုံးကိုမြန်မာနိုင်ငံကကြတော့စစ်တပ်ကပဲအရာရာကိုထိန်းချုပ်ထားပြီးစူပါပါဝါကိုယူထားပြီးတော့အရေးကြီးတဲ့အချက်ချာကြတဲ့အရာအမှန်တမျှကိုစစ်တပ်ကပဲနော်စစ်တပ်စစ်ကောင်းဆောင်နဲ့နော်စစ်တပ်နဲ့စစ်ထွက်နဲ့ပဲပေါင်းပြီးတော့အဲ့ဒီ
တိုက်ကအဲ့ဒီတစုကနေပြီးတော့အရာရာကိုခြေလဲပြီးတော့ကြံတဲ့ပါတီလေးတွေကိုအယောင်ပြထားမယ်အယောင်ပြထားတဲ့ပုံစံအဆင့်လောက်ပဲရှိတယ်အဲ့တော့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီသည်2008အခြေခံဥပဒေသည်စစ်တပ်ရဲ့စစ်ထွက်ရဲ့ပေါင်းပြီးတော့အာဏာသိမ်းလိုက်ပြီးတော့ကြံတဲ့ပါတီတွေကိုအယောင်ပြပြီးတော့ကြံတဲ့ကိစ္စတွေတရုတ်ပြည်လိုပဲကြံတဲ့8ပါတီလောက်ကိုအယောင်ပြထားပြီးတော့အရေးကြီးတဲ့အရာတွေမှန်များစစ်တပ်ကပဲစစ်တပ်စစ်ကောင်းဆောင်အောင်လည်းပဲစစ်တပ်ရဲ့စစ်ထွက်ရဲ့ပဲပေါင်းပြီးတော့စီမံခန့်ခွဲသွားမှာဖြစ်တယ်အဲ့တော့ရေးပေါ်အာဏာတွေအားလုံးကစစ်တပ်စီမှာပဲရှိတယ်အဲ့တော့ကြောင့်မလို့မြန်မာနိုင်ငံဒီပါတီစုံဒီမိုကရေစီစနစ်လို့ပြောလို့မရပါဘူးတရုတ်ပုံစံကွန်မြူနစ်စတိုင်ကိုခိုးထားတော့မြန်မာရဲ့စစ်ဒီမိုကရေစီလို့ပြောလို့ရပါတယ်အဲ့တော့ကြောင့်မလို့ခင်ဗျာဝေးမကြည့်နဲ့လေအခုပြည်ခိုင်မျိုးပါတီရပါလားဟုံးနေဆိုတခါလေရွေးကောက်ပွဲလေးနေရောစစ်တပ်မှာလုံးဝနေရာမပေးနိုင်တဲ့သူတွေအားလုံးစစ်သင်းချိုင်းဆိုပြီးပို့လိုက်တာတနည်းအားဖြင့်ဒါဟာတိုက်ရိုက်အုပ်ချုပ်လို့မကောင်းလို့ဘယ်ခေါ်မလဲဆိုတော့အသွင်ပြောင်းပြီးတော့ proxy party လို့ခေါ်တယ်လက်ကင်ထုတ်တော့မဟုတ်ဘူးလုံးဝ proxy စစ်တပ်ပဲကြံ့ခိုင်ရေးတဲ့စစ်တပ်လည်းကြံ့ခိုင်ရေးအဲ့တော့မြန်မာနိုင်ငံပါအန်တီဒီမိုကရေစီကပါလားပါတီစုံဒီမိုကရေစီလားစစ်တပ်ဒီမိုကရေစီပါပါတီဆိုအယောင်ပြပါပဲအဲ့ဒီထဲမှာခင်ဗျားဝေးမကြည့်နဲ့တကယ်ပါတီကြီးတွေဘယ်နှပါတီတော့ရှိတယ် NDF တို့ဘာလို့ခင်ဗျားတို့အကြောင်းတမင်ကရှာပြီးတော့ကိုမောင်းထုတ်လိုက်တာ NDF ပါတီဆိုလို့ရှိရင်ဒီနေရာမှာ NDF စဖွဲ့တဲ့တခါလဲအင်အားတွေပါရှိလာပြီဆိုတဲ့ကဘာလို့လဲဆိုချင်အဲ့ပါတီတော့တကယ်တမ်းဥက္ကဋ္ဌအဆင့်ထိဟာစရဖားတယ်ဟမ်ဥက္ကဋ္ဌအဆင့်ထိဟာစရဖားတယ်ထောက်လန်းရေးတွေပြည်ခိုင်ဖြိုးပါတီတွေပါတီဝင်တွေဒီလူတွေအားလုံးဆိုဝင်လာပြီးတော့နေရာယူထားတယ်ပြီးတော့ကြပြောက်ကချောက်တွေလုတ်ပြီးတော့ NDF ပါတီဟာနောက်ဆုံးပိတ်တော့မောင်းထုတ်ခံလိုက်ရတယ်အဲ့တော့အားလုံးဟာစစ်တပ်ရဲ့ဒီလွတ်တော်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ထဲမှာဒါအောင်မှမကျင်နိုင်သေးတဲ့ဥမင်းအွန်လိုင်းကဘာလို့လဲဆိုလို့ရှိရင်လွတ်တော်2ရက်စလုံးကိုပါအာဏာထပ်သိမ်းတယ်နော်အောက်ပါတဲ့ပုံစံမျိုးအာဏာထပ်သိမ်းတဲ့ပုံစံမျိုးတွေဖြစ်နေတာနော်အဲ့ဒီတော့ကြောင့်မို့လို့တော့ဥက္ကဋ္ဌကြီးကလွတ်တော်ထဲမှာဗဇက်ပိတ်ထားဖို့ပါတီကိုပြောကြားတယ်ဆိုလို့ရှိရင်တော့ခင်ဗျားတို့ဘလို့ကြီးပဲဖြစ်ဖြစ်မြန်မာနိုင်ငံရဲ့ဒီမိုကရေစီကတရုတ်ဖော်ဆောင်ပေးလိုက်ပါပြီနော်တရုတ်နိုင်ငံသူ့ပုံစံမျိုးပဲယူပါဆိုလို့ကျင်တာမင်းတို့နိုင်ငံဟာပါတီစုံဒီမိုကရေစီနဲ့ပြည်သူလက်ထက်ကိုဘလို့မှမအပ်နဲ့နော်တရုတ်ကဖော်ဆောင်အဲ့တော့ဆက်တော့ကျွန်တော်ပြောပြရဦးမင်းအွန်လိုင်းနောက်မှာဘယ်လိုရှိလဲပြည်သူမရှိဘူးဘလို့မှမရှိဘူးတရုတ်ကဖော်ဆောင်ပေးတာလား